အရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ကဘယ်ထိလောက်ခဲ့လဲဆိုတော့မိတ်ဆွေတို့နဲ့အတူလောက်ခဲ့တာဒီထိလောက်ခဲ့တယ်ပေါ့နော်ဒီ if ဒီ statement တစ်ခုထိလောက်ခဲ့ကြတာပေါ့statement နဲ့ sorry ဒီ note တစ်ခုထိကျွန်တော်တို့လောက်ခဲ့ကြတယ်ပေါ့နော်ဒီဘက်ကအပိုင်းတွေကတော့မပါသေးဘူးပေါ့ဗျာဒီဘက်ကအပိုင်းတွေကတော့မပါသေးဘူးအဲ့တော့လောလောဆယ်မှာကျွန်တော်ဒီဘက်ကအပိုင်းလေးတွေထည့်လိုက်ပြီဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုတာကျွန်တော်ပြမယ်ဒီမှာကျွန်တော်က 1AN GON ရန်ကုန်ဆိုပြီးတော့ထည့်လိုက်မယ်ရန်ကုန်ဆိုပြီးတော့ထည့်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ဒီမှာကြည့်စာပြန်ဖို့အတွက်ဒီနားလေးမှာတူတွားနေရပါတော့ဒါဆိုရင်ဒီမှာတူတွားယူတယ်ယူပြီးတော့ဘာဖြစ်လဲဆိုတော့ဒီမှာ nice weather in ရန်ကုန်ပါရန်ကုန်ရဲ့ရာသီဥတုအခြေအနေကအခုချိန်မှာဒီနေ့မှာပေါ့နော်ဒီနေ့မှာကောင်းတယ်ပေါ့နော်ရာသီဥတုတာရတယ်ဆိုတဲ့တဘောပြန်ပေးစာပြန်ပေးရပေါ့နော်ကျွန်တော်တို့ကရန်ကုန်ရဲ့ရာသီဥတုအခြေအနေကိုယူတဲ့အခါမှာโอเคဆိုတော့ဗျာအဲ့လိုလေးဖြစ်အောင်ဘယ်လိုလုပ်ကြမလဲပေါ့နော်ဘယ်လိုလုပ်ကြမလဲဆိုတော့ပထမဆုံးကျွန်တော်ဒါတွေအားလုံးကိုဖြတ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်မယ်နော်ရော့ကျွန်တော်အားလုံးဖြတ်လိုက်တယ်နော်ဖြတ်လိုက်ပြီးတော့ကျွန်တော်တို့ဘာ note တွေယူကြမလဲဘာ note တွေယူကြမလဲဆိုတော့ဘာမှမယူခင်ကျွန်တော်တို့ဒီနားလေးမှာအရင်တွားကြည့်လိုက်ရအောင်ဒီနားလေးမှာဟိုအရင်ဗီဒီယိုမှာကျွန်တော်တို့ရဲ့ဒီနားလေးမှာ less than ဆိုပြီးတော့ထည့်ခဲ့တယ်ပေါ့နော်ဒီမှာ less than ဆိုပြီးတော့ကျွန်တော်တို့ထည့်ခဲ့ကြတယ်ပေါ့နော်โอเคအခုလဲကျွန်တော်အဲ့တိုင်းပဲထားလိုက်မယ်ခဏနေကြမှာမိတ်ဆွေတို့နဲ့အတူတူပြန်ပြင်မယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကပထမဆုံးမိတ်ဆွေတို့စဉ်းစားရမှာကဒီနားမှာ temperature ပေါ့ရန်ကုန်မြို့ရဲ့ temperature current temperature ပေါ့နော်လက်ရှိ temperature က32ဘာဖြစ်နေမယ်32 degree celsius ဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့က32ထက်ပေါ့နော်အပူချိန်32ထက်ကျော်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဘယ်လိုတက်မှတ်မလဲကျွန်တော်တို့ကရန်ကုန်မြို့ရဲ့ပူချိန်ကိုတိုင်းမှာဆိုတော့32တက်ကျော်တယ်ဆိုရင်ကျွန်တော်တို့ကပူတယ်လို့တက်မှတ်ချင်လားအေးတယ်လို့တက်မှတ်ချင်လားတေချာတာတော့32တက်ကျော်တယ်ဆိုရင်ကျွန်တော်တို့ကပူတယ်လို့တက်မှတ်မှာလေနော်အဲ့တော့ကျွန်တော်တို့ကဒီနားလေးမှာဒီအပေါင်းပုံလေးကိုနှိပ်လိုက်မယ်အပေါင်းပုံလေးနှိပ်ပြီးလို့ရှိရင်ဒီမှာဘာရှာရမလဲဆိုတော့ဈေးရှည်ဒီ check ဆိုပြီးတော့ရှာလိုက် check ဆိုပြီးတော့ရှာလိုက်တယ်ဆိုလို့ရှိရင်ဒီမှာ check tracker ဆိုပြီးတော့တခုပေါ်လာတယ်ဗောနော်ဒါပေမဲ့အဲ့ဒါကိုတွားယူရမှာမဟုတ်ဘူးအဲ့ဒါကအရင်ရှေ့မှာကျွန်တော်တို့တခုယူခဲ့ပြီးပြီဒီနောက်မှာတခုယူခဲ့ပြီးဗောနော်အခုကကြတော့ဒီရှေ့ကကောင်ကနေမေးလိုက်တယ်ဆိုရင်အဲ့ကောင်ကို reply ပြန်မဲ့ဟာတွားရှာရမှာဆိုတော့ကျွန်တော်တို့ကဘာယူမလဲဆိုတော့ဒီကောင်လေးကိုယူမယ်ပဲမယ်ဒီကောင်လေးကိုယူမယ်ဗောနော်respond to chat ဆိုတာလေးကိုကျွန်တော်တို့ယူလိုက်မယ်ယူလိုက်ပြီးရတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာဗာထည့်ရမလဲပေါ့နော်ဘာမှမထည့်ခင်ဒါလေးရင်ဖြတ်လိုက်ကြည့်ဒီမှာပေါ့နော်ဒီကောင်လေးကဒီနားမှာရှိနေတကယ်လို့မချိတ်ဘူးဆိုလို့ရှိရင်ဒါလေးကိုဆွဲပြီးတော့တချိတ်လိုက်နော်ချိတ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ကဒီကောင်ကိုပူတယ်လို့တတ်မှတ်မှာဗျာပူတယ်လို့တတ်မှတ်မှာဆိုတော့အောက်ကဒီစာလေးကိုပေါ့ကျွန်တော်တို့မှတ်လို့လွယ်အောင်ပြင်လိုက်မယ်ပေါ့နော် rename ကိုနှိပ်ပြီးတော့hot ပေါ့နော်ရော့ကျွန်တော်တို့ hot ပူတယ်ဆိုပြီးတော့ပြင်လိုက်ပြီပြင်ပြီးတော့လို့ရှိရင်အထဲမှာဗာထည့်မလဲပေါ့နော်အထဲမှာဗာထည့်မလဲဆိုတော့ဒီနားမှာ message လေးတစ်စောင်ထည့်ရမယ်တကယ်လို့ပေါ့နော်မိတ်ဆွေတို့ကဒီမှာဗာထည့်ရမလဲမသိဘူးဆိုတာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒါကိုတစ်ချက်အရင် run ကြည့်လိုက်ပေါ့နော်ဒီမှာဒီကနေရန်ကုန်ဆိုပြီးတော့ပို့လိုက်ရန်ကုန်ဆိုပြီးတော့ပို့လိုက်တော့အဲ့ဒါရှိရဒီနားလေးမှာရှိမှာပေါ့နော်โอเคရပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးကိုဒီနားလေးမှာပြင်လိုက်အောင်ဒီနားမှာပြင်မယ်ဆိုလို့ရှိရင်လေဒီမှာကြည့်ကျွန်တော်တို့ကဒီနားမှာဒီအားဥစားထည့်ခဲ့တယ်ဗောနော်32တက်ကြော်တယ်ဆိုလို့ရှိရင်ဆိုတော့ကျွန်တော်တို့က less than ထည့်လို့မရတော့အဲ့တော့ဘာထည့်ရမလဲဆိုတော့ greater than ပေါ့နော် greater than or equal to ဆိုတာလေးထည့်ရမယ် is number ပေါ့နော် number ကဘယ်လောက်လဲ32ဆိုတဲ့ number ထည့်greater than ကြီးမယ်တော့မဟုတ် equal to ငယ်မယ်ညီမယ်ဆိုလို့ရှိရင်ညီမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ကဒီကိုစပြန်မယ်အဲ့လိုမျိုးတပေါ်မျိုးထည့်ရမှာတစ်ခါတော့ပြန် run ကြည့်အောင်သူအလုပ်လုပ်လားဆိုတာသိချင်လို့ပေါ့နော်အဲ့တော့ဒီမှာအလုပ်လုပ်တယ်ဒီနာ if နားမှာရက်သွားတယ်ပေါ့နော် greater than ပေါ့နော် greater than အဲ့တော့ဒီမှာဗာထည့်ရမလဲဆိုရင် Johnson ထဲမှာရှာကြည့်လိုက်မပေါ်လာဘူးနော်ခုနစာကဒီတိရောက်ခဲ့ရပေါ့နော်ဒါဆိုလို့ရှိရင်ဒီကောင်လေးမှာဘာပြန်ရမလဲဆိုတော့ကျွန်တော်တို့ကဒီနာဘာပြန်ရမလဲဆိုတာကိုထည့်ပေးရမယ်ပေါ့နော်ဘာပြန်ရမလဲဆိုတာထည့်ပေးရရင်တော့သူ့ရဲ့အဓိပ္ပာယ်ကimport.johnson ဖြစ်မယ်ပေါ့ johnson ဖြစ်မယ်ပေါ့နော်ဒီမှာကျွန်တော်မှတ်ထားတာလေးရှိရဲဒီမှာဒါလေးကိုတစ်ချက်ကျွန်တော်ယူလိုက်မယ်ယူလိုက်ပြီးတော့ဒီမှာလာထည့်လိုက်မယ်ဒါလေးရဲ့အဓိပ္ပာယ်ရှင်းပြမယ်ထူ
too hot ဆိုတော့ကျွန်တော်တို့ဒါပူတယ်ပေါ့နော်ပူတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်ပြီးတော့ဘာယူမလဲဆိုတော့ ginseng ပေါ့နော် ginseng ဘယ်ကနေယူမှာလဲဆိုတော့ check import ယူမှာပေါ့နော်ဒီကနေယူမှာပေါ့ဒီရှေ့က if ဆိုတဲ့ဟိုအထက်မှာတက်ကြည့်လိုက်ဒီမှာဒီ check import ထဲရယူမှာ check import ကနေယူမှာဒီထဲမှာတော့မဟုတ်ဘူးပေါ့နော် check import ကနေယူမှာပေါ့နော်သူရဲ့ data ကိုအဲ့ကယူမှာဒီထဲမှာဘယ်ရယူမလဲဆိုတော့ ginseng check import အဲ့ကနေယူမယ်သူရဲ့အဓိပ္ပာယ်ကတော့ too hot ပေါ့နော်အရန်ပူတယ်လို့ဖြစ်မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒါလေးတစ်ချက်နှိပ်ပြီးတော့မှထားလိုက်မယ်ပေါ့နော်ထားလိုက်မယ်ဆိုကျွန်တော်တို့အခုအချိန်မှာ run လိုက်ရင်တော့ရန်ကုန်မြို့ရဲ့ပူချိန်က32ရဲ့အောက်ဖြစ်နေတာကြောင့်မလို့ too hot ဆိုတော့ထွက်လာမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီမှာနောက်ထပ်တစ်ခုထပ်ချိတ်ရအောင်နောက်ထပ်တစ်ခုထပ်ချိတ်မယ်ဆိုရင်အခြေအနေက3မျိုးဖြစ်နိုင်တယ်ဘယ်လိုဖြစ်နိုင်လဲဆိုတော့ပူရာရဲ့အေးရာရဲ့ရာသီဥတုတာယာရာရဲ့ဆိုပြီးတော့ဖြစ်နိုင်တယ်ဗျာအဲ့တော့ဒီမှာ note ကလေးကနောက်ထပ်ချိတ်ဖို့တစ်ခုကလမ်းကြောင်းတစ်ကြောင်းပဲရှိရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်မလဲနောက်ထပ်2 connection ထပ်စစ်ရတော့မယ်ပေါ့နော်နောက်ထပ်တစ်ခုထပ်စစ်ရတော့မယ်ဒီမှာတော့တစ်ခုစစ်ခဲ့ပြီးပြီ30နှစ်တက်ကြော်ရင်ပူမယ်30နှစ်တက်အောက်ရောက်ရင်ကော30နှစ်တက်အောက်ရောက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအခြေအနေတစ်ခုထပ်စစ်ရမယ်အခြေအနေနှစ်ခုထပ်စစ်ရမယ်ပေါ့နော်အဲ့မှာကျွန်တော်တို့တစ်ခုတတ်မှတ်ရမယ်လို့တတ်မှတ်ရတော့မှာပေါ့အဲ့တော့ if ဆိုတာလေးထပ်ယူလိုက်မယ်ကျွန်တော်တို့ if ဆိုတဲ့ note ကလေးတစ်ခုထပ်ယူလိုက် if ဆိုတဲ့ note ကလေးတစ်ခုထပ်ယူလိုက်တော့ဒီမှာဒီကိုရောက်လာပြီပေါ့နော်ဒီကိုရောက်လာဆိုတော့ကျွန်တော်တို့ဗာထည့်မလဲဗာထည့်မလဲဆိုတော့ temperature ကိုထည့်မှာပေါ့နော်သူကဒီ temperature လေးကိုကျွန်တော်တို့ယူလိုက် current temperature ကိုယူပြီးတော့ထည့်လိုက် okay current temperature ကိုယူလိုက်ထည့်လိုက်ပြီး26ဖြစ်မယ်ပေါ့နော်ဒါဆိုလို့ချင်းကျွန်တော်တို့က30နှစ်ထက်ငယ်တဲ့အချိန်မှာကျွန်တော်တို့နောက်တစ်ခုထပ်စစ်မယ်26ထက်26နဲ့ညီမယ်တော့မဟုတ်26ထက်ငယ်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုးလေးထပ်စစ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာမဆက်ရမလဲဆိုတော့ less than ဒီမှာနော် is less than or equal to ပေါ့less than or equal to အဲ့ဒါလေးထပ်ဆက်လိုက်မယ်ရော okay ဒါဆိုလို့ရှိရင်ဒီအချိန်တွေကဘယ်လိုဖြစ်သွားမလဲဆိုတော့sorry ဒီမှာ26လေ26ကပြတ်သွားတယ်26တဲ့ငယ်မယ်တို့မဟုတ်26တဲ့26နဲ့ညီမယ်ဆိုလို့ရှိရင်အေးရလို့တတ်မှတ်ဟုတ်ပြီနော်အဲ့တော့ညီမယ်ဆိုလို့ရှိရင်အေးတယ်ဖြစ်မယ်ဆိုတော့ဒီ note လေးကိုနောက်တစ် copy ထပ်ကူးလိုက်မယ် copy ကူးပြီးတော့ဒီကောင်နဲ့ချိန်မယ်သူက true ဖြစ်မှာလေနော် true ဖြစ်မှာဆိုတော့သူ့ကိုကြတော့ဘယ်လိုတတ်မှတ်မလဲဆိုတော့ဒီမှာ too hot ဖြစ်နေနော်မဲဆိုတော့ဒီနားလေးမှာပဲပြောင်းလိုက်ရင်ရပြီဒီနားလေးကိုဖြတ်လိုက်ဖြတ်ပြီးတော့ဗာထည့်မလဲဆိုတော့ဒီကောင်လေးထည့်လိုက် chili ပေါ့နော်ရောက်chili ရန်ကုန်ပေါ့နော်အဲဆိုလို့ရှိရင်သူကရာသီဥတုအေးတယ်အေးရလို့တတ်မှတ်မှာပေါ့နော် okay နောက်တစ်ခုဒီမှာတစ်ခုထပ်တတ်မှတ်မယ်အဲ့ဒါကတော့ကျွန်တော်တို့က26နဲ့ညီတာလည်းမဟုတ်ဘူး26တဲ့ငယ်တာလည်းမဟုတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်ဘယ်လိုဖြစ်သွားမလဲဆိုတော့26တဲ့ကြီးရင်ဖြစ်သွားမယ်ပေါ့နော်26တဲ့ကြီးရဆိုလို့ရှိရင်တော့ရာသီဥတုကတာယာတယ်လို့ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ nice လေးတစ်လုံးထည့်လိုက်ရမယ်အပြည့်စုံလေးထည့်လိုက်အောင်ရော့ဒါလေးကိုယူပြီးတော့ဒီလိုလေး nice weather in ရန်ကုန်ပေါ့နော်ဒီမှာကတော့မြို့ပေါ့နော်ဒီ input ကကြတော့မြို့ကျွန်တော်တို့ input ဆိုတာဘယ်ရလဲဆိုတော့ဒီက input ဒီမှာထည့်လိုက်မဲ့ဟာပေါ့နော်ဒီမှာထည့်လိုက်မဲ့ data ကိုအဲ့မှာလာယူမှာ okay ဆိုတော့ကျွန်တော်တို့တစ်ခေါက်လောက် run ကြည့်ရအောင်ကျွန်တော်တို့လောက်ထားတာအဆင်ပြေပါ့လားဆိုတော့အဲ့တော့ဒါလေးကိုမှတ်လို့လွယ်အောင်ဒီမှာ26လို့ကျွန်တော်ပြောင်းလိုက်မယ်ဒီမှာကတော့သူ့ရဲ့နောက်တစ်ခေါက်ပြန်ဆင်းမဲ့ဟာ26ပေါ့နော်26တဲ့ညီမယ်တို့မဟုတ်26နဲ့ညီမယ်တို့မဟုတ်26တဲ့ငယ်မယ်ဆိုလို့ရှိရင်ရာသီဥတုကအေးတယ်ဖို့တတ်မှတ်မယ်ဒီမှာအေးတယ်ပေါ့နော်CHIL1 chili ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ nice လို့တတ်မှတ်မယ်ဒါကကြတော့ကောင်းတယ်ပေါ့နော် C nice ဟုတ်ပြီနော်ဒီမှာ true နော် true ဆိုတဲ့အဓိပ္ပာယ်ကမှန်တာကွာကျွန်တော်တို့ဒီမှာတတ်မှတ်ထားတဲ့ကဏ္ဍတတ်မှတ်ထားတဲ့စည်းကမ်းနဲ့ညီတယ်ပေါ့နော်မှန်တယ်ဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်ကျွန်တော်တတ်မှတ်ထားတာကဒီမှာ less than or equal တော့တတ်မှတ်တာเนาะဒါဆိုနားလည်မယ်လို့ကျွန်တော်ထင်တယ်ထပ်ပြောနေရခဏပဲရှိနေပါเนาะကျွန်တော်လည်းအဲ့တော့ကျွန်တော်တစ်ခါလောက် run ကြည့်အောင်အဆင်ပြေမလားဆိုတော့ကြည့်ရအောင်ရန်ကုန်ဆိုပြီးတော့ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့ run တော့ error တက်တယ်ပေါ့เนาะပြန်ဖွင့်လိုက်မယ်ရော့ပြန်ဖွင့်လိုက်ပြီးတော့နောက်တစ်ခါလောက်ပြန် run ကြည့်အောင်
okay run တော့တွားတယ်ဒီနားလေးမှာ nice လို့ပြောတယ်ဒီမှာ nice weather in ဘာလို့ JSON import ကြီးဖြစ်နေပြီးတော့ဒီမှာ wine ကြီးလဲနေတွေ့လားအဲ့ဒါဘာလို့လဲနေရလဲဆိုတာလေဒီမှာကျွန်တော်တို့ဒီ wait for reply ဆိုတဲ့ဟာလေးကိုပိတ်ထားခဲ့ရမှာအဲ့ဒါမပိတ်ထားခဲ့လို့အဲ့လိုမျိုးလဲနေရပါတော့ပြီးကျွန်တော်တို့ရရပြီပေါ့နော်အဓိကဘယ်လိုဖြစ်သွားလဲဆိုတော့လေဒီမှာကျွန်တော်တို့ကဒီမှာတော့ထည့်ထားတဲ့ရှိမှာဒါထည့်ထားတဲ့ရှိမှာကျွန်တော်တို့ဒီ import ပေါ့နော် import ကစလုံးပေါင်းမားနေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ JSON import ဆိုပြီးတော့ reply ပြန်လာပါတော့တကယ်လို့မိတ်ဆွေတို့ကဒီမှာဘာ error ဖြစ်လဲမသိဘူးဆိုလို့ရှိရင်လေဒီကောင်တွေအားလုံးကိုဖျက်လိုက်လို့ရတယ်ဒီမှာကျွန်တော်ဒီနားလေးထိဖျက်လိုက်မယ်နော်ဒီနားလေးထိဖျက်လိုက်မယ်ဒီဘက်ကစာတော့မိတ်ဆွေကြိုက်တာထည့်လို့ရတယ်အဲ့တော့ဒီနားမှာလေဘာတော့ထည့်ရမလဲဆိုတော့မိတ်ဆွေတို့ဒီလိုဒီနားတစ်ခါ run လိုက်ဗျာ run လိုက်တယ်ဆိုလို့ရှိရင်သူကဒီကိုတွားပြီးတော့မှဒီမှာစာတွားမှဒီလိုလေးတွေပေါ်လာလိမ့်မယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဒီနားမှာဘာထည့်ရမလဲမသိဘူးဖြစ်နေရပါတော့အဲ့ခါကျရင်ဒီနားက check import ဆိုတာလေးကိုလက်နဲ့ဆွဲပြီးတော့ထည့်လိုက်ဒါဆိုဒီအကွက်လေးပြရလိုက်ပြီးရင်ရှေ့မှာကျွန်တော်တို့ကြိုက်တဲ့စာလုံးတစ်လုံးထည့်ပေးလိုက်ဒီလိုဒါဆိုလို့ရှိရင်ကျွန်တော်တို့က nice weather in ရန်ကုန်ဖြစ်သွားမယ်ဒီမှာနော် nice weather in ရန်ကုန်ဆိုပြီးတော့တူလေးပြနေရပါတော့အဲ့တော့ကျွန်တော်တို့တစ်ခေါက်လောက် run ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုချိန်မှာရန်ကုန်ရဲ့ရာသီဥတုက26ရဲ့ဖြစ်နေပါတော့26ရဲ့အထက်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူက nice weather ဆိုပြီးတော့ပြပေးလိုက်မယ်ရာသီဥတုအခြေအနေကောင်းနေဆိုပြီးတော့ဗောနော်ကျွန်တော် run ကြည့်လိုက်တယ်ဆိုရင်ဒီနားလေးရောက်တယ်ဆိုရင်ဒီမှာ nice weather in ရန်ကုန်ဆိုပြီးတော့ပြပြီเนาะ okay ဒီနေ့ဗီဒီယိုကဒီလောက်ပဲ